မင်္ဂလာပါပရိသတ်ကြီးရဲ့ဒီနေ့ဦးတီဘွားရဲ့ခေါင်းလေးဘက်နာတောက်ဆေးလေးအစီအစဉ်ကနေမိတ်ဆက်ပေးမှာကတော့ခန္ဓာကိုယ်ရဲ့ဘော်ဒါကြီးမုံလာဥနီ carrot အကြောင်းနဲ့ဖြစ်ပါတယ်ရှင်မုံလာဥနီဟာအရသာရှိုံသာမကပဲတိပတ်နီးကြအကျိုးကျေးဇူးများစွာရှိတဲ့စူပါအစားအစာတစ်မျိုးဆိုလည်းမမှားပါဘူးကဲပထမဆုံးအကျိုးကျေးဇူးကတော့အမြင်အာရုံပါဗျာသူ့မှာပါတဲ့ဘီတာကယ်ရိုတင်းကိုခန္ဓာကိုယ်ကဗိုက်တာမင် A ဖွင့်ပြောင်းလိုက်တဲ့အခါညဘက်အမြင်အာရုံမကောင်းခြင်းကိုကာကွယ်ပေးပြီးမျက်လုံးကျန်းမာရေးကိုတေချာဆောင်းရှောက်ပေးပါတယ်နော်ဒုတိယအချက်ကတော့ကင်ဆာရောဂါကာကွယ်ရေးပါသူ့မှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကဆဲလ်တွေကိုပျက်စီးစေတဲ့ free radicals တွေကိုတိုက်ဖြတ်ပေးလို့ကင်ဆာဖြစ်ပိုင်ခြင်းကိုရှော့ချပေးနိုင်ပါတယ်တတိယကတော့နှလုံးကျန်းမာရေးပါဗျာမူလာဝူနီမှာပါတဲ့ပိုတက်ဆီယမ်ကသွေးပေါင်ခြင်းကိုထိန်းညှိပေးပြီးအမီဓာတ်ကတော့သွေးတွင်းခေါ်လက်စထရောကိုကျဆင်းစေဖို့ကူညီပေးပါတယ်တဲ့ကဲမုံလာဥနီကိုဘယ်လိုစားကြမလဲတိတ်ပန်နီကျအရောပြောရမယ်ဆိုရင်တော့မုံလာဥနီကိုအစိမ်းစားတာထက်ချက်ဖြုတ်စားတာကပိုပြီးအကျိုးရှိပါတယ်ဘာလို့လဲဆိုတော့အပူပေးလိုက်မှအာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကပိုမိုစုပ်ယူရရှိနိုင်လို့ဖြစ်ပါတယ်နောက်ပြီးတော့စီအနှဲငယ်နဲ့တွဲဖက်စားပေးဖို့လိုပါတယ်နော်ဗိုက်တာမင် A ဟာအဆီမှာပျော်ဝင်တဲ့ဗိုက်တာမင်ဖြစ်လို့ဟင်းသီးဟင်းရွက်စီတစ်ခုခုနဲ့တွဲစားမှသာကောင်းကောင်းစုပ်ယူနိုင်မှာမို့လို့ပါသတိပြုရန်အနေနဲ့ကတော့အလွန်အကျွဲမစားသင့်ပါဘူးဘေတာကယ်ရိုတင်းများသွားရင်အသားကြီးဝါသွားတတ်ပါတယ်ဒါကအန်တီရေမရှိပေမဲ့ပမာဏကိုတော့ချင့်ချင်းစားသုံးသင့်ပါတယ်ရှင်ဒါကြောင့်မုံလာဥနီကိုစီအနှဲငယ်နဲ့ချက်ပြုတ်ပြီးနေ့စဉ်ဟင်းလျာတွေမှာထည့်သွင်းစားသုံးကြဖို့တိုက်တွန်းလိုက်ပါရစေအားလုံးပဲကျန်းမာရှင်လန်းကြပါစေရှင်ကဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ comment လေးရေးပေးသွားဖို့မမေ့နဲ့နော်တငယ်ချင်းတွေတယောက်လေး share ပေးသွားပါအောင်ပြီးတော့ TikTok နဲ့ YouTube မှာလည်းဝင်ကြည့်လို့ရပါတယ်ရှင်